မေးချင်တယ်မိကအခုမြန်မာတက်ဂရိတ်ဘယ်လောက်ရှိပါလဲ2016မြန်မာတက်ဂရိတ်မြန်မာတက်ဂရိတ်မြန်မာတက်ဂရိတ်1388လား1388နေတယ်ဟုတ်ကွာနေမြန်မာတက်ဂရိတ်မြန်မာတက်ဂရိတ်ဘယ်လောက်လဲ86လား1386မသိဘူးဗျာ1350အခု90ဟိုကငါမွေးရမြန်မာတက်ဂရိတ်1369မြန်မာနိုင်ငံဒုသမ္မတဘယ်လိုဒုသမ္မတကဦးမြင့်ဆွေမြန်မာနိုင်ငံဒုသမ္မတကနည်းနည်းကပ်မေးနေတယ်ဒုသမ္မတဟုတ်ဦးဟင်နရီဘန်ထရီကိုပြောချင်တယ်တီတော့အသက်ပြောင်းသွားဦးထင်ကျော်ပါဦးထင်ကျော်ပါဒုသမ္မတအခုလက်ရှိဒုသမ္မတဟိုဟင်နရီဘန်ထရီနဲ့နောက်ဟိုပါလဲမြစ်ဆွေဒုသမ္မတဟိုလေရှင်းလူမျိုးပဲသူလဲဘာဘန်ထရီကိုလဲဟင်နရီဒေးဗစ်မဟုတ်ဟင်နရီဘန်ထရီမြန်မာနိုင်ငံဒုသမ္မတတော်ဦးထင်ကျော်အခုလက်ရှိလားအခုလက်ရှိတော့မသိဘူးသိသိလို့တင်တာမြန်မာနိုင်ငံဒုသမ္မတဒုသမ္မတအဲ့လည်းမသိဟင်နရီဖာတူမဟုတ်ဘူးဖာတီဒါအဲ့ဒါတက်ပဲအဲ့ဟိုကလေနာမည်ကမမှန်သိချာမချက်ပြီဖာတီယူဒုသမ္မတကဦးဆိုင်မသိဘူးဟုတ်ကဲ့နှစ်ယောက်ရှိပါတယောက်က Henry Van Thieu နဲ့တယောက်ကဦးမြင့်ဆွေပါမြန်မာနိုင်ငံလူဦးရေအတန်းဘယ်လောက်ရှိလဲလူကြီးကအခုနောက်ပိုင်း2014ခုနှစ်စစ်တမ်းရတန်း60တော့မပြည့်တော့ဘူးခင်ဗျမသိဘူးလူကြီးတန်း60နီးပါးရှိတယ်60ကျော်တန်း60နီးပါးပေါ့လူကြီးတန်း60ရှိမယ်ဟုတ်ကဲ့ခုနှစ်တန်းဟုတ်ကဲ့ခဏခုနှစ်တန်းဘယ်လိုတန်း6တန်း6တန်းမိရဘူးမနက်ရတော့ဘယ်လိုပြော600တန်း1000ကျော်တော့ရှိမှာတယ်ဘယ်လောက်တန်း1000ကျော်ဝင်ရဟုတ်ကဲ့